မနက်မိုးလင်းတာနဲ့အလုပ်သွားဖို့ကမန်းကတန်းပြင်ရတယ်တဏီကုံရုံးမှာအလုပ်တွေရှုပ်နေပြီးညနေအိမ်ပြန်ရောက်တဲ့အခါလူကဘာမှဆက်မလုပ်နိုင်တော့အောင်ပင်ပန်းနွမ်းနေနေပြီအဲ့ဒီချိန်မှာငါရဲ့ကိုယ်ပိုင်အိမ်မက်တွေရီမန်းချက်တွေအတွက်အချိန်ဘယ်ကသွားရှာရမလဲလို့တင့်ကိုတင်မေးခွန်းထုတ်ဘူးပါသလားကျွန်တော်လည်းဒါမျိုးကိုလွန်ခဲ့တဲ့တလားလောက်ကကိုယ်တိုင်ကြုံခဲ့ပူပါတယ်တာမန်လူများစုဟာတစ်နေ့ကို8နာရီကနေ10နာရီလောက်အထိအသက်မွေးဝမ်းကြောင်းအလုပ်တွေမှာအချိန်ပေးနေကြရပါတယ်ပင်ပန်းတဲ့အခါအိမ်ပြန်ရောက်ရင်ဖုန်းလေးပုတ်ရုပ်ရှင်လေးကြည့်ပြီးအနားယူခြင်းကြတာလူတဘာဝပါဒါပေမဲ့ဒီလိုနဲ့ပဲနေ့ရက်တွေလတွေနှစ်တွေကုန်လွန်သွားတဲ့အခါငါဘဝကြီးကဒီတန်တရားတွေကနေဘယ်တော့မှလွတ်မြောက်နိုင်တော့မှမဟုတ်ဘူးဆိုတဲ့စိတ်ပြတ်အားငယ်မှုတွေဝင်လာတတ်ပါတယ်ဒါဟာကျွန်တော်တို့အားလုံးကြုံတွေ့နေရတဲ့အချိန်မရှိဘူးဆိုတဲ့ထောင်ကျော်ကြီးတစ်ခုပါဒါပေမဲ့တေချာစဉ်းစားကြည့်ပါကမ္ဘာပေါ်မှာအောင်မြင်ဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ Elon Musk ပဲဖြစ်ဖြစ် Bill Gates ပဲဖြစ်ဖြစ်တိလိုပဲရုန်းကန်နေရတဲ့သူတယောက်ပဲဖြစ်ဖြစ်အားလုံးဟာတရက်ကို24နာရီအတိအကျအတူတူပဲရရှိထားကြတာပါအောင်မြင်သူတွေကအချိန်ကိုရှာဖွေနေတာမဟုတ်ပါဘူးသူတို့ကအချိန်ကိုဖန်တီးယူကြတာပါအလုပ်များတဲ့ကြားကနေတင်းရဲ့ရည်မှန်းချက်တွေစီရောက်ဖို့ဒီနေ့ပဲစတင်လှုပ်ဆောင်ရမယ့်နည်းလမ်း၃ခုရှိပါတယ်ပထမအချက်ကအချိန်ကိုစည်ရင်းစစ်ပါတင်မှာအချိန်မရှိဘူးလို့ထင်ရပေမဲ့တကယ်တမ်းတင်ဖုံးရဲ့ screen time ကိုဝင်ကြည့်လိုက်ရင် social media တွေပေါ်မှာအလဟတ်တကုံဆုံးသွားတဲ့အချိန်တွေအများကြီးရှိနေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအကျိုးမရှိတဲ့အချိန်တွေကိုဖြတ်တောက်ပြီးတင်ရဲ့အိမ်မက်အတွက်ရင်းနှီးမြှုပ်နှံလိုက်ပါဒုတိယအချက်ကတနေ့ကိုတနာရီစီးမြင်လူတယောက်ဟာတနေ့ကိုမိနစ်60လောက်ကိုဝါသနာပါတဲ့ကိုတိုးတက်ချင်တဲ့အလုပ်တစ်ခုကိုစူးစူးဆိုင်ဆိုင်လုပ်မယ်ဆိုရင်တစ်နှစ်အတွင်းမှာမယုံနိုင်လောက်အောင်ပြောင်းလဲသွားနိုင်ပါတယ်မနက်ပိုင်းအိပ်ရတနာရီစောထားမလားဒါမှမဟုတ်ညအိပ်ရဝင်ကနေတနာရီနောက်ကျမှအိပ်မလားအဲ့ဒီတနာရီကိုဘယ်သူမှအနှောက်အယှက်မပေးနိုင်တဲ့တင်းရဲ့တီးတန့်အချိန်ဖြစ်ဖန်တီးပါတတိယအချက်ကပုံမှန်လှုပ်ခြင်းကပြင်းထန်ခြင်းထက်ပိုရေးကြီးတယ်ဆိုတာပါပဲအလုပ်အားတဲ့စနေတနင်္ဂနွေကျမှ10နာရီလောက်ဇက်တိုက်ဖိလုပ်မဲ့အစားနေ့စဉ်တစ်နေ့ကိုတနာရီပုံမှန်လေးလှုပ်သွားတာကရေရှည်မှာပိုပြီးခရီးရောက်ပါတယ်တင်းရဲ့လက်ရှိအလုပ်ကတင်းရဲ့နေ့စဉ်စားဝတ်နေရေးကိုဖြည့်ရှင်းပေးပါတယ်ဒါပေမဲ့ရုံးစင်းချိန်နောက်ပိုင်းတင်ကြိုးစားတဲ့အချိန်တွေကသာတင်းရဲ့အနာဂတ်ကိုတိဆောက်ပေးမှာပါပင်ပန်းလေဆိုတဲ့အကြောင်းပြချက်နဲ့တင်းရဲ့အိမ်မက်တွေကိုအရှုံးမပေးလိုက်ပါနဲ့တင်းမှာအချိန်မရှိတာမဟုတ်ပါဘူးဦးစားပေးမှုမှားနေတာပါဒီနေ့ပဲတင်းရဲ့ရေးကြီးဆုံးရည်မှန်းချက်ကိုနံပါတ်1နေရာမှာထားပြီးစတင်လှုပ်ရှားလိုက်ပါအကယ်၍တင်ဟာလည်းအလုပ်များတဲ့ကြားကနေကိုယ့်အိမ်မက်အတွက်စူးစမ်းနေသူတယောက်ဆိုရင်ငါစူးစမ်းနေတယ်လို့ comment မှာရေးခဲ့ပေးပါတင်အတွက်နေ့စဉ်ခွန်အားဖြစ်စေမဲ့ဒီလိုဗီဒီယိုတွေကိုဆက်ကြည့်ဖို့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားနိုင်ပါတယ်အားလုံးပဲအောင်မြင်တဲ့သူတွေဖြစ်ကြပါစေ